ကျွန်တော်ဒီဇင်ဘာ30ရက်နေ့မှာ Mobile Legends ဘက်ကနေပြီးပတ်နှုတ်တစ်ခုလာခဲ့တယ်။အဲ့ဒီပတ်နှုတ်ကဆိုလို့ရှိရင်တော့ပြင် Mobile Legends ဘက်ကနေပြီး M7 တော့ကိုရည်ရွယ်တယ်လို့ပြောခဲ့တယ်။အရင်ပတ်နှုတ်တွေလိုပဲ Golden Hero တွေတော့ပတ်ထားတာမျိုးမရှိဘဲနဲ့သူတို့မတာအောက်စေခြင်းနဲ့ Fighter တွေမေးတွေကိုနှက်ထားတယ်။အဲ့ဒီပြင်မှာ Jungler တချို့လည်းနှက်ထားပြီးတော့သူတို့မတာပြောင်းဝင်စေခြင်းနဲ့ Jungler တွေတော့ဖတ်ပေးထားတယ်။ Hero Adjustment ပြင်မှာ Item Adjustment တချို့လည်းပါဝင်လာသေးတယ်။ဘယ် Hero တွေနဲ့ဘယ် Item တွေက Adjustment လုပ်ခံထားရဆိုတော့ကျွန်တော်ဒီ video မှာဆက်ပြီးပြပြပေးမယ်။ Much motherfucking design on. Break it down, bring it back, make it clap. 3 old thoughts, new guap. Bitches on my line, and you know they YV ကတော့သူ့ရဲ့ base movement speed ကို255ကနေ245ဆိုပြီးရှေ့ရခြင်းခံလိုက်ရတယ်။ပြီးတော့သူ့ရဲ့ scale 1 cut spring ကိုလည်း5.7ကနေ5.5ဆိုပြီးတော့ကျင်းပေးလိုက်တယ်။ဒါကြီးကတော့မတားရိုးရှင်းပါတယ်။သူ့ရဲ့ mobility ကိုရှေ့ရပေးတယ်။ပြီးတော့လည်းသူ့ရဲ့ scale 1နဲ့လိမ့်သွားရှိမယ်ဆိုလို့ရှိရင်လည်းအရင်ကပို့ပြီးနည်းနည်းလေးရှေ့တိုးပြီးရှင်းပေးရမယ်။ Fighter Hero ထဲမှာအခုမတာဝင်နေပြီမတာဆိုးနေတဲ့လက်ပုရဲ့ ultimate ကူးတော့အောင်နော်20 to 15 second ကနေ30 to 24 second ဆိုပြီးတော့နည်းနည်းတင်ပေးထားပါတယ်10 second ဆိုတဲ့ပမာဏကတကယ်ဂိမ်းထဲမှာကိုယ်တိုင်သွားစော်မယ်ဆိုလို့ရှိရင်အဲ့ကူတော့တော်တော်လေးကိုကြာတာဖြစ်တာကြောင့်မလို့ဗတ်ထဲမှာအပြောင်းလဲတစ်ချို့ဖြစ်သွားနိုင်ပါတယ်ပွဲတိုင်းကျော် Lancelot တော့ပတ်နှုတ်တိုင်းမှာလိုနက်ခံရတယ်သူ့ရဲ့ skill 2 phase damage တွေ skill 2 ကူးတော့နေအခုဆိုလို့ရှိရင် ultimate ကူးတော့မှာနက်လိုက်ပြီး ultimate ကူးတော့အောင်တော့27 to 21 second ကနေ36 second to 28 second ဆိုပြီးသူကနက်လိုက်တယ်အဲ့တော့ဘယ်လောက်ထိတင်ပေးထားလဲဆိုလို့ရှိရင်တော့9 second လောက်ကိုတင်ပေးထားတာကိုတွေ့ရတယ်ဒီလောက်ထိကူတောင်းနေတင်ပေးလိုက်တာကဂျန်လာတယောက်အနေနဲ့ 5 speed တော်တော်လေးကိုနောက်ကျသွားစီပါတယ်နောက်တော့နက်ခံလိုက်တဲ့ hero တကောင်တော့ခလီယာဖြစ်တယ်ခလီယာရဲ့ ultimate ကကောင်တော့တာခက်တယ်ဆိုပြီးခလီယာရဲ့ ultimate ကူတောင်းကို50 to 40 second ကနေ56 to 48 second ဆိုပြီးတော့သူကတော်တော်လေးတင်ပေးထားတာကိုတွေ့ရတယ်ဒီ hero က run မှာဆိုလို့ရှိရင်မမြင်ရတဲ့ hero ဖြစ်နေပြီးဒီ hero ကအခုလိုမျိုးနောက်လိုက်တော့လဲပို့ပြီးတော့မမြင်ရနိုင်ဒီပိုများသွားတာပေါ့နောက်ဆုံးမှတော့ lane ရဲ့ attack speed ratio ကိုတော်တော်လေးတင်ပေးထားတယ် 40% နဲ့ 70% ဆိုပြီး 30% လောက်ကိုတင်ပေးထားတယ်အဲ့တော့ဒီကောင် item ရလာမယ်ဆိုလို့ရှိရင်ဒီကောင်ရဲ့ attack speed ratio ကတော်တော်လေးမြင့်လာတာဆိုတော့ဒီကောင်က leg gain နဲ့ mid gain မှာဆိုလို့ရှိရင် attack speed ကတော်တော်များလာမှာ bro အနေနဲ့က lane ကို berserker နဲ့ hexclaw နှစ်ခုရဲသွားမယ်ဆိုရင်တော့ attack speed ကတော်တော်လေးများနေတာတွေ့ရလိမ့်မယ်အဲ့ထက်ပိုပြီး farming speed မြန်နေတယ်ဆိုလို့ရှိရင်တော့ window ကဘာညာဆက်သွားလိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုသွားလိမ့်မယ်တခုတိတာသိနေတာက window ကမသွားမှဖြစ်သွားရမယ်လို့ပြောရမှာမဟုတ်ဘူးသွားလို့ချင်တော့ပိုကောင်းတယ်မသွားလဲဘာမှမဖြစ်ဘူးကိစ္စမရှိပုံမှန်တိုင်းဆော့လို့ရတယ်မင်းစစ်သားအာဒီထဲမှာရှိနေလို့ရှိရင်ခံစားရမယ့် slow fat ကို 20% ကနေ 30% ဆိုပြီးတိုးပေးထားပါတယ်။အာဒီမေရဲ့ကူတော့အောင်တော့60 to 50 second ကနေ55 to 45 second ဆိုပြီး5 second ကြီးချပေးထားပါတယ်။ဒါပေမဲ့လည်းမင်းစစ်သားကတော့မတာဟီရိုဖြစ်မလာနိုင်ပါဘူး။ဘာရော့ကတော့သူ့ရဲ့အာဒီမေကူတော့ချပေးထားတယ်။ဘာရော့အာဒီမေကူတော့ကို60 to 50 second ကနေ50 to 40 second ဆိုပြီးချပေးထားတယ်။ဘာရော့ကကျွန်တော်မှတ်မိတော့ဆိုလို့ရှိရင်ပတ်နုတ်တီလာတိုင်းမှာသူ့ကိုပတ်ထားခြင်းခံရတယ်။ဒါပေမဲ့သူ့ရဲ့ဆန့်ကျင်ဘက်အနေနဲ့နှက်ထားခြင်းခံရတာတော့ Lancelot ဖြစ်တယ်။အခါရလည်းသူ scale 1ရဲ့ကူတောင်းကိုရှေ့ချင်းခံရရတယ် scale 1ကူတောင်း30 to 10 second ကနေ11 to 8.5 second ဆိုပြီးရှေ့ပေးထားတယ် scale 1ကူတောင်းရှေ့ပေးထားတယ်တော်တော်လေးသိတာဆိုတော့တကယ်လေကင်းရောက်မယ်ဆိုလို့ရှိရင်အဲ့ scale 1ကူတောင်းကတိတ်လေးမကြမှာဖြစ်တဲ့ကြောင့်မျိုးဗတ်ထဲမှာပို့ပြီးတော့ comfortable ဖြစ်သွားမယ်လို့ထင်တယ်ဘာရှာတော့သူ့ရဲ့ scale 2 base damage ကိုရှေ့ပေးထားတယ် scale 2 base damage က180 to 255ကနေပြီး140 to 265ဆိုပြီးတော့တိုးပေးထားတယ်အဲ့တော့ဒီကောင် early game ရဲ့ base damage ကိုရှေ့ပေးထားပြီးတော့ late game base damage ကိုတော့နည်းနည်းတိုးပေးထားတော့တွေ့ရတယ် hero adjustment တော့ဒါအကုန်ပါပဲ battlefield adjustment တော့ကျွန်တော်မပြောပြတော့ဘူးဘာလို့လဲဆိုတော့အဲ့ဒါတွေကကိုစောမှာလားကိုသိမဲ့အရာတွေကွာသိလားသူတိုးတဲ့ပမာဏကိုဘယ်နှသွားကြည့်ရမလဲဆိုတော့ကျွန်တော်တို့အနေနဲ့စောကြည့်မှသိမှာကျွန်တော်အနေနဲ့တခြားနေရာနေတော့သွားကြည့်လို့မရဘူးအဲကြောင့်လို့ကျွန်တော်လည်းပြလို့မရဆိုတော့အဲ့ဒါကိုတော့မပြောပြတော့ဘူးအဲ့ဒါ adjustment ကြောင့်ကျွန်တော်ဆက်ပြီးပြောပြပေးမယ် Genius 1ကိုတော့ဖတ်ပေးထားတယ် Genius 1ကိုဝယ်မယ်ဆိုလို့ရှိရင်သူ့ရဲ့ passive ဖြစ်တဲ့ကိုက magic damage ပေးလိုက်မယ်ဆိုလို့ရှိရင် enemy ရဲ့ magic defense reduction ကိုက stat တွေနဲ့ရတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်စာနဲ့ရေးပြထားသလိုပဲဒီလောက်ကြီးတိုးပေးထားတော့တွေ့ရနိုင်မယ် Glory 1ကတော့နက်လိုက်တယ် Glory 1ကအရင်တော့ဝယ်မယ်ဆိုလို့ရှိရင် magic power 75ရရဆိုရင်အခုကတော့50 80ပဲရတော့မှာဖြစ်ပါတယ်အခုလိုနက်လိုက်ခြင်းဖြင့်ဒီ item ဝယ်မယ်ဆိုလို့ရှိရင် magic power ကတိတ်မရပါဘူးကွာဆိုပြီးတော့ NE item ကိုတော့လစ်လူထူးကြမယ် public mail လေးတွေကိုတွေ့ရမှာဖြစ်ပါတယ်Lion တက်ချွန်ရဲ့ passive ကိုတော့ပတ်ပေးထားတယ်သူ့ရဲ့ passive ကစကေးသုံးမယ်ဆိုလို့ရှိရင်အဲ့မိုးရိုးသွားလေးကပြေးရပေါ့နော်အဲ့မိုးရိုးသွားလေးရဲ့ phase damage ကို170ကနေ255ဆိုပြီးတော်တော်လေးတိုးပေးတာတွေ့ရတယ်အဲ့တော့အရင်ထက်ပို့ပြီးတော့ early man တွေကနာနေမှာဖြစ်ပါတယ်ဝရှင်းလက်နိုင်ရဲ့ passive ကိုတော့နက်လိုက်တယ်အရင်တော့က magic damage 800ပြည့်အောင်ပေးတိုင်းမှာ butterfly လေးထွက်ပြီးတော့ target မဲ့ AB damage တွေနဲ့ထိတယ်အခုကတော့ magic damage 800ထိရမယ့်အစား magic damage 900ဆိုပြီးသူကတိုးပေးထားတယ်အဲ့တော့အရင်ထက်ပို့ပြီးတော့ butterfly ထွက်မှာကနည်းနည်းပိုခတ်သွားလိမ့်မယ်ဒါပေမဲ့ဂျူရှင်းတော့ကတော့အဲ့ဒါလွယ်နေအောင်ပါပဲကဲနောက်ဆုံးတစ်ခုကတော့ spare one fighter တွေအတွက်အိမ်မဆိုးလို့ပြောလို့ရတယ်။ဘာရဲ့ဝယ်မယ်ဆိုလို့ရှိရင်အရင်တော့က 12% spare one ရရဆိုပေမဲ့အခုကတော့ဆိုလို့ရှိရင် 8% spare one ပဲရတော့မှာဖြစ်ပါတယ်။အဲ့တော့ fighter M9 ရမယ် spare one လည်းနှက်တယ်။အခု Y ရမယ် spare one နှက်လိုက်တယ်ဆိုတော့ spare one hero တွေကအရင်ကပို့ပြီးတော့တိတ်ပြီးတော့ durability မြင့်တော့မှာမဟုတ်ဘူး။ကဲအဲ့ဒါဆိုလို့ရှိရင်တော့31ရက်နေ့12လပိုင်းက trash ခဲ့တဲ့ပတ်နှုတ်ကတော့ဒီလောက်ပါပဲ။နောက်တဲ့ video မှာထပ်ပြီးတွေ့ကြပါမယ်။နောက်ဆုံးမှာ event video လေးရှိရဆိုတော့ bro နေနဲ့ video ဆုံးအောင်ကြည့်ကြပါအောင်။အားလုံးပဲ bye byeအခုဆိုလို့ရှိရင် Mobile Legends ဘက်ကကနေပြီးတော့ Christmas ကာလဖြစ်တာကြောင့်မလို့ Christmas skin ကိုပြန်ပြီးရောင်းချပေးနေပါပြီ။ short ရတော့လုံးဝမရှိပါဘူး။ Diamond 949နဲ့ပဲဝယ်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ကို့မှာ discount coupon ရှိရဆိုလို့ရှိရင်တော့အဲ့ discount coupon ကိုသုံးပြီးတော့ဝယ်လို့ရပါတယ် I'm on my own. what's your broken command? alone. I feel the rain crashing down. All around this empty town. I'm searching for the lost and found. But you don't care. Yeah, I'm aware. Keep moving like the scars aren't even there. It's in the air like a blazing flare. Just stare 'cause the flames will burn us. I thought you were the one for me. That's why I gave you everything. Held you close by the stormy seas. Oh, you meant the world to me. Kissed your head when you cried for me. Hold your hand while the pain was over. Keep you warm by the roaring sea. You meant the world to me. Oh, you meant the world to me. Oh, you meant the world to me. My darling dear, you're never here. When I'm in pain, you hide and disappear. Like shadows in the atmosphere, charting the sky.